တရေဖြစ်လာမှာတော့မဖဲဝါကိုမသိလို့ဖြစ်မလားထမ်းမင်ဘောကတရေလဲမကြင်မနှံ့အင်းတင်းတင်းနဲ့အောက်ကိုဆင်းလာပါတော့တယ်ထမ်းမင်ဘောကတရေအောက်ကိုရောက်တာနဲ့တရေဖိုးနီကရှင်းပြခိုင်းလိုက်ပါတယ် ကဲစူးစမ်းပါဦးဒီကိစ္စခပြရင်ရှင်းပြခပြဘသူလဲဘာကြောင့်ဒီနေရာကိုရောက်လာတာလဲတရေဖြစ်တာကြာပြီလားကျုပ်ကရေမရွာကလှဖေးပါပြီးခဲ့တဲ့လကရွာကိုတခုတည်းများတွေဝင်လာရင်ပစ်ချခိုက်ကြနဲ့ရှုပ်ရှက်ခတ်နေတော့ကျုပ်လည်းကြောက်လက်ပြီးထွက်ပြေးမိတယ်ရွာပြင်မှာစောင့်နေတဲ့ဓမြနဲ့တူပြီးသင်္นานနဲ့ပြစ်လို့ချောင်းဆက်မှာသေခဲ့ရတယ်သေချင်းတရေဖြစ်သွားတာသိလိုက်တယ်တရေဖြစ်သွားပြီဆိုတော့သိလိုက်ပြီးတဲ့နောက်မှာရောက်တဲ့ရာရာရှောက်သွားတယ်လက်တလျှောက်မှာစားစရာရှာရင်နေဖို့နေရာလဲရှာရင်ရှောက်သွားခဲ့တယ်တရွာပြီးတရွာသာရောက်ခဲ့တယ်ဘယ်နေရာပဲသစ်ပင်မှာနေစရာမရခဲ့ဘူးဒါနဲ့ဒီရွာထဲဝင်ခဲ့တယ်ကံကောင်းစွာနဲ့ချမ်းမေကြီးမှာဘယ်တရေမှရှိနေတာမတွေ့လို့နေရာအပိုင်ရပြီဆိုပြီးတက်နေတာမှဒီတရေမကြီးသားအမိကသူ့နေရာဖယ်ပေးရမယ်လို့အောက်ကနေလာအော်နေတာခပြကြားတဲ့အတိုင်းပဲ